ဒီတစ်ခေါက်မှာဆိုရင် battery recover တွေအကြောင်းဆွေးနွေးကြမယ်ပေါ့နော် battery recover ဆိုတာကဒါကျွေးဆုံးပြန်ရခြင်းလို့ခေါ်တာပေါ့အဲ့တော့ battery recover တွေကဒါအရင်စီးပွားရေးလုပ်ငန်းတစ်ခုကနေပြီးတော့မှရှေ့လကစီးရင်ရှေ့တန်းတွေမှာကျွေးဆုံးပြီလို့ဖော်ပြခဲ့တဲ့အမောက်ပမာဏတစ်ခုစိတ်ရင်းပမာဏတစ်ခုကဒီလတွေမှာပြန်ရလာတယ်ဒါဆိုရင် battery recover ကျွေးဆုံးပြန်ရခြင်းလို့ခေါ်ပါမယ်အဲ့တော့ battery recover လို့ပြောတယ်ဆိုရင်ကျွေးတဲ့ရေးရ battery recover တစ်နှစ်အတွင်းမှာကျွေးဆုံးပြန်ရတဲ့ recover ရှိမယ်နောက်တစ်ခုကကျတော့ previous year battery ရှေ့လရဲ့နှစ်တွေတဲကမှပြန်ရတဲ့ကျွေးဆုံးဆိုတာရှိမယ်ပေါ့နော်အဲ့တော့ကျွေးတဲ့ရေးရတစ်နှစ်အတွင်းမှာပဲကျွေးဆုံးပြန်ရတာဆိုရင်စိတ်ရင်းဘယ်လိုသွင်းမလဲငွေရတာဖြစ်တဲ့အတွက်ကြောင့် cash or bank မှာ debit နဲ့ battery အကောက်ပိတ်ပေးရမှာဆိုတော့ battery တွေကနှုတ်ပေးရမှာဆိုတော့ battery မှာ credit သွားတယ် double entry တွေ cash or bank မှာ debit battery မှာ credit နဲ့သွားတယ်ဒါတွေကျွေးတဲ့ရေးရတစ်နှစ်အတွင်းကျွေးဆုံးပြန်ရမယ်ဆိုရင်ဒီလိုမျိုးစိတ်ရင်းရေးသွင်းလို့ရမယ်နောက်တစ်ခုကကျတော့ previous year ရှေ့လရဲ့လွန်ခဲ့တဲ့လတွေလွန်ခဲ့တဲ့နှစ်တွေရဲ့ကျွေးဆုံးပြန်ရတယ်ဆိုရင်တော့ပထမဆုံးအမတို့ကကျတော့ဗာလေးလုပ်ပေးရမလဲဆိုရင် battery recover အကောင့်လေးဖွင့်ပေးရတော့မယ်ဒါဆိုရင်သူဒီဘယ်လိုသွားမလဲ cash or bank မှာ debit ငွေပြန်ရတာဖြစ်တဲ့အတွက်ကြောင့် cash or bank မှာ debit နဲ့ battery recover အကောင့်မှာ credit သွားပေးရပါမယ်အဲ့တော့ကျွေးဆုံးပြန်ရတာတွေဒီ statement of profit or loss မှာ battery recover ဒီ income အနေနဲ့သွားပြရမှာဖြစ်ပါတယ်ရမယ်ထင်